တပါးသောသူတွေကကိုယ့်ကိုမုန်းလို့မလိုလို့ပြောတဲ့စကားရုပ်တွေကိုခေါင်းထဲမှာထည့်ပြီးတော့အဖန်ဖန်ထပ်ထပ်တွေးပြီးတော့ကိုယ့်ကိုပြောလိုက်တာကြီးကိုအကြာကြီးခံစားပြီးတော့အဲ့ဒါကြီးကိုမပြစ်နိုင်မချနိုင်မဲနဲ့အမှတ်ရတိုင်းထုတ်ထုတ်ပြီးတော့ကြည်နေတဲ့ပစ္စည်းတစ်ခုလိုကိုယ့်ကိုသူများကမုန်းလို့ပြောတဲ့စကားတွေကိုအဖန်ဖန်ထပ်ထပ်စဉ်းစားပြီးတော့ဒေါသကိလေသာတွေနဲ့ပင်ပန်းမနေပါနဲ့တဲ့နာအဝက်ခေယမကြည်မနှက်စိတ်ဝယ်မှတ်၍မပြတ်ခါကအောင်းမိဆင်ခြင်၍မနေရသူများကကိုယ့်ကိုမုန်းလို့ပြောတဲ့စကားတွေကိုမမေ့နိုင်မဲနဲ့တိမ့်တိမ့်ထားပြီးတော့ပြန်ပြီးတော့ထုတ်ထုတ်ခံစားပြီးတော့မနေပါနဲ့တဲ့သဘောပေါက်တယ်နော်အဲ့ဒါနံပါတ်1နောက်နံပါတ်2မြတ်စွာဘုရားကဘာသင်ကြားတော့ဆိုတော့ပရိသံသူတော်ဘာတို့ဤကတကတံပြုအပ်မပြုအပ်အရရဟုကောင်းမှုမကောင်းမှုတို့ကိုနာအဝကေယအလုတ်တခုဂယုပြု၍ကြည်ရှုဆင်ញင်၍မနေရသူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုယ့်ရဲ့အလုတ်တစ်ခုကြီးလို့သဘောထားပြီးတော့စဉ်းစားရင်းနဲ့တန်ဖိုးရှိတဲ့အချိန်တွေမကုန်ပါစေနဲ့တဲ့တရားဓမ္မတို့ဘဝမှာခေါင်းထဲမှာတွေးနေတဲ့အတွေးတွေဟာသူများအကြောင်းတွေးနေတဲ့အတွေးတွေနဲ့အချိန်ကုန်ခဲ့တာများလာပြီဗျဟုတ်လားဒါကြောင့်မြတ်စွာဘုရားကတန်ဖိုးရှိတဲ့အလုပ်တွေကိုလုပ်နိုင်ခွင့်ရှိတဲ့ဒီအချိန်ဒီခွန်အားတွေကိုအရေးမပါအရာမရောက်တဲ့သူတစ်ပါးအကြောင်းတွေကိုတွေးရင်းနဲ့ပြုံးတီးသွားမှရှိုးလို့တားမြစ်တယ်